အသက်30ရောက်လို့ရှိရင်ကွန်ဒိုဝယ်လိုက်မယ်နှစ်20ရမယ်အဲ့တော့ကျွန်တော်တို့က30ရယ်20ရယ်ပေါင်းလိုက်ရင်50ရောက်သွား50ရောက်သွားလို့ရှိရင်ကျွန်တော်တို့ retirement visa ရှောက်လို့ရရှောက်လိုက်အဲ့ဆိုရင်ထိုင်းမှာ AC နေလို့ရပါပြီပေါ့အဲ့တော့အခုဟာတေချာဝိုင်းလားတေချာသွားပြီတကယ်လားတကယ်ဘာကိုပြောအခုထိုင်းနိုင်ငံမှာက3တန်းအထက်ဝယ်မယ်ဒါမှမဟုတ်လို့ရှိရင်ငှားမယ်ဆိုလို့ရှိရင်နှစ်20 visa ပေးမယ်ဆိုပြီးသတင်းတွေထွက်နေအဲ့တကယ်လားပေါ့ပြောတာပဲပေါ့နော်ကြိုညာနေကြတာပဲအခုကတော့အဲ့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲအဲ့တော့သူကဝယ်ရမှာပေါ့နော်ကွန်ဒိုဝယ်ရမှာပေါ့ဒီကွန်ဒိုကို3တန်းပေါ့နော်ကွန်ဒိုကိုဒီဟာကသူကဗာလဲ ready to move in ပေါ့နော် ready to move in ကွန်ဒိုကို3တန်းထက်များတဲ့ value ရှိတဲ့ကွန်ဒိုဝယ်မယ်ဆိုလို့ရှိရင်သူကဗီဇာလျှောက်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်ဘူးသူကဝယ်တယ်free hold ပေါ့နော်ဒါမှမဟုတ်ရင် free hold မဟုတ်ဘူး lease ဆိုရင်လည်း lease hold contract amount ကပေါ့နော်3တန်းထက်ကျော်မယ်ဆိုလို့ရှိရင်လျှောက်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်ဘူးလုံးဝကို rent တယ်ပေါ့ငှားမယ်ဆိုရင်လည်းတစ်လကို8000ခွဲတန်အထက်ဆိုလို့ရှိရင်လျှောက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က total 20ရမှာ20ကဘယ်လိုပေးမှာသူကသူတို့ပြောတာတော့ဒီပထမအဆုံးပေါ့နော်ဥမာငှားထားရဆိုလဲဒီငှားထားတဲ့ပတ်စံသွင်းထားတဲ့ပထမထားစရင်လျှောက်တဲ့အချိန်မှာထားပါတော့3လဆို3လသွင်းထားတယ်3လလျှောက်တဲ့အချိန်မှာ3လသွင်းထားပါတော့12လချောင်းလဲ12လသွင်းထားတာမျိုးပေါ့ကွန်ဒိုဆိုရင်လဲသူကသူ့နာမည်ပေါက်ပြီးပြီပေါ့နော်ဒီလိုမျိုးစာအဆန်တွေစုံနေဆိုလို့ရှိရင်ဟိုမှာ3လပွင့်ဆုံးသွားပြီးတော့လျှောက်ပေါ့နော်3လလျှောက်ပြီးလို့ရှိရင်သူက3လပြည့်လို့ရှိရင်နောက်ထပ်တစ်နှစ်ထက်လျှောက်အဲ့ဒါဆိုသူ15လရအောင်ပေါ့နော်အဲ့ဒါပြီးနောက်ထပ်တစ်နှစ်ပြီးတစ်နှစ်တိုးသွားမှာပေါ့နော်ပထမနှစ်လျှောက်တဲ့ချိန်မှာတော့2900လောက်ကြမယ်ပေါ့နော်နောက်နှစ်တွေလျှောက်လို့ရှိရင်တော့4000လောက်လို့ပြောတယ်သူတို့တစ်နှစ်ပြီးတစ်နှစ်တိုးသွားပါတော့နှစ်20အထိတိုးသွားလို့ရတယ်နောက်ပြီးတော့သူပြောတာ DDB လိုပဲကွာဗီဇာနှစ်20အဲ့တော့သူကဒီတစ်နှစ်ထပ်တိုးတာကိုသူကရှောက်တယ်လို့လည်းမတုံးထားဘူးတက်လားတက်တန်းတိုးတယ်လို့လည်းတုံးထားတယ်တချို့ကဒါပေမဲ့ဘယ်လိုဖြစ်မယ်ဆိုတော့သိချာမသိသေးဘူးပေါ့နော်အဲ့တော့ तू ကကျွန်တော်တို့ဒီအိမ်ဝယ်တဲ့သူတယောက်တည်းရပဲရမှာလားဒါမှမဟုတ်လို့ရှိရင်တခြားအဲ့လိုသူဟိုမိခိုလျှောက်လို့ရတယ်ပေါ့နော်မိခိုဆိုရင်သူ့ရဲ့အိမ်အောင်ဘက်ပေါ့အိမ်အောင်ဘက်ဆိုရင်သူဟို merit certificate တွေပါတယ် document အပြည့်စုံရှိတဲ့အိမ်အောင်ဘက်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်သူကသားသမီးပေါ့အသက်20မပြည့်သေးတဲ့သားသမီးပေါ့ဒါမိဘပေါ့မိဘဆိုရင်လည်းမိဘအရင်ပေါ့မွေးစားမိဘတွေပါအဲ့လိုသားသမီးဆိုလည်းမွေးစားသားသမီးတွေတော့မရဘူးပေါ့နော်မိဘဆိုရင်အသက်50အထက်ပေါ့ဒါဆိုလို့ရှိရင်ရှောက်လို့ရတယ်လို့ပါတယ်ကျွန်တော်တို့ကဒီမှာထိုင်းမှာအဲ့ဆိုရင်ကျွန်တော်အသက်30ရောက်လို့ရှိရင်ကွန်ဒိုဝယ်လိုက်မယ်အဲ့ဆိုလို့ရှိရင်ဘယ်လောက်20ရမယ်အဲ့တော့ကျွန်တော်တို့က30ရယ်20ရယ်ပေါင်းလိုက်ရင်50ရောက်သွား50ရောက်သွားလို့ရှိရင်ကျွန်တော်တို့ retirement visa ရှောက်လို့ရရှောက်လိုက်အဲ့ဆိုရင်ထိုင်းမှာ AC နေလို့ရပါပြီပေါ့အဲ့လိုပြောထိုင်းမှာ AC အေးပေါ့ဟုတ်တယ်လို့ပြောရမှာပေါ့နော်ဒါပေမဲ့ AC နေလို့ရပြီဆိုတာတဲ့သူကလွယ်ကူကူ visa ရှောက်လို့ရသွားပြီလို့ပြောရမှာဟို PR တို့ citizenship လို့မျိုးတော့ဘာ benefit မှာတော့မရှိဘူးပေါ့နော်ဒါပေမဲ့60ရလွယ်ကူကူ visa 20ဆိုတော့ retirement visa နဲ့ဆက်သွားပြီပဲပြောလို့ရမှာပေါ့နော်အခုထားပါတော့ကျောင်းတက်နေရမလားဟုတ်တယ်ကျောင်းတက်နေရဆိုတော့အခုကျောင်းပြီးရင်အသက်30ပြည့်ရောအဲ့တော့ကျောင်းပွင့်တက်လိုက်ပေါ့နော်ကျောင်းပြီးရင်အသက်30ပြည့်ရင်ကွန်ဒိုဝယ်လိုက်ကွန်ဒိုဝယ်ပြီးရင်ဒါပေမဲ့ကျွန်တော်ကပုံမှန်မဟုတ်လို့လေဘယ်လိုပုံမှန်တက်တဲ့သူတွေဆိုရင်18လောက်မှတက်တာဆိုတော့ကျောင်းက4နှစ်5နှစ်တက်23ဆိုတော့23ဒါပေမဲ့ကျွန်တော်ကတော့ကွက်တီပေါ့လုံးဝ29ကျောင်းစဉ်29ကျောင်းပြီးရင်29တနေ့အတွင်းမှာပတ်စံရှာလိုက်ပေါ့ကွန်ဒိုသိရမလားကွန်ဒိုရှာပေါ့နော်ဟုတ်တယ်ဒီခုလုပ်ပြီးတော့အခုတည်းကတနေ့100လောက်ဆိုလို့ရှင်နေ့100နဲ့တော့မလောက်ဘူးလေဟိုသူများတွေအတွက်တလို့လားတနေ့100ဆိုရင်တနေ့ကိုဘတ်10ရက်ဆိုရင်1000 1000ဆို1000တလောက်ကိုရက်30ဆိုရင်3သိန်းညာနေအဲ့ဒါလောက်တနေ့ကိုတန်း30လောက်ဖြစ်နေပြီဆိုတော့โอเคအဲ့တော့ကျောင်းတက်လိုက်ကျောင်းတက်ပြီးသွားလို့ရှိရင်ကျောင်းပြီးလို့ရှိရင်ကွန်ဒိုဝယ်လိုက်ကွန်ဒိုဝယ်ပြီးရင်ကွန်ဒိုဝယ်ပြီးလို့ရှိရင်နှစ်20နေretirement ဒါပေမဲ့တခုရှိရလို့မျိုးလေဥပမာကွာဒါမှမဟုတ်ရင်ကိုက
18နှစ်မှာကြောင်းတက်တယ်ဆိုရင် อืม ငယ်ပါဘာညာကွာအောက်ဆိုင်မှာဘာညာလေးလုပ်လိုက်ကွာဟုတ်လားဖြန့်ဖြန့်လေးပါလေးလုပ်လိုက်သေးတယ်ကွာဆိုရင်အခုနေရာကိုဝယ်ထားလိုက်ကွာဝယ်ထားလိုက်ပြီးတော့ဗီဇာကိုရှောက်ထားလိုက်တော့ อ่า ရှောက်ထားလိုက်ပြီးတော့10နှစ်15နှစ်လောက်နေရင်ဒီဗီဇာကိုကယ်ဆယ်လုပ်လိုက်ကွာ อ่า နောက်တစ်ခန်းထပ်ဝယ်လိုက်ကွာဒီခန်းယူတွေရောင်းရင်ရောင်းလိုက်ဟုတ်တယ်မလားနိုင်ငံပြင်မကိုထွက်လိုက် ပြီးရင်အခန်းတစ်ခန်းထပ်ဝယ်လိုက်ပြန်ဝင်ပြီးတော့နောက်တစ်ခေါက်ထပ်ရှောက်လိုက်ပေါ့ဟုတ်တယ်ခုန retirement ဗီဇာတောင်မှလူချင်းမလူတော့မှသိတယ်ဒါဟိုကတော့တစ်မျိုးစီပေါ့နော်အဲ့ဒါဆိုရင်လေအခုဒါ18နှစ်ကနေရောက်ပြီးတော့ကွန်ဒိုနှစ်ခါလောက်ဝယ်ပြပြီးရင် retirement ဗီဇာနဲ့ဆက်နေလို့ရပြီပေါ့နော် လို့ဗီဇာကုန်အနီးတိုင်း ဗီဇာဝယ်လိုက်ပေါ့နော်ဒါဆိုရင်အဆင်ပြေကောင်းပြေနိုင်တယ်ပေါ့နော် အဲ့တော့ဒါ အပြင်တော့နိုင်ငံပြင်မှာထွက်တာတော့ဒီဗီဇာကယ်ဆယ်လေးချင်းလုပ်တာတို့အစအပြန်ဆောက်ရတာတို့ဒီလိုမျိုးဒါပေမဲ့အဲ့လိုပဲပြောရမှာပေါ့နော် အဲ့တော့အခုကဒီဟာဘယ်လောက်တေးကြသွားပြီလဲပေါ့ အခုကဒီသတင်းကဒီ sensory developer တခုတည်းကပဲသူက official ကြီးညာသေးတာတွေ့တာပေါ့နော်တခြားဒီ government တွေဘာတွေမှာတော့မှလောလောဆယ်ကိုလန်လန်းမီလောက်ကြည့်ရတော့ရှိရင်ရှိမှာပေါ့နော်မတွေးမိဘူးပေါ့နော်တခြား developer တွေကလည်းကြီးညာနေတာမရှိဘူးအဲ့တော့သူတို့ကတော့ဒီလိုမျိုး3သန်းထက်ဒီလိုမျိုးဝယ်ရင်ငားရင်ရှောက်လို့ရတယ်လိုအပ်တဲ့ document တွေအကုန်လုံးသူတို့ထုတ်ပေးမယ်ရှောက်ပေးမယ်လို့ပြောတယ်ဗောနော်သူတို့ကတော့ရှောက်လို့ရတယ်လို့ပြောတာဗောနော် အဲ့တော့ကျွန်တော်တို့ဆက်စောင့်ကြည့်ရမှာ ဆက်ပြီးတော့စောင့်ကြည့်အောင်ဗောနော် ဆက်စောင့်ကြည့်လိုက်ပါဦး